ဒီကနေ့လူသားတွေနေတဲ့နေရာတွေကမီးလောင်ပြင်တွေဖြစ်နေတယ်မျက်ရည်တွေနဲ့ပြည့်နေတယ်ငိုတန်တွေနဲ့ပြည့်နေတယ်အဲ့ဒါဘသူတွေကြောင့်လဲဆိုရင်အခုနာကပြောတဲ့ဤသူ့အတွက်ဖဲလို့လိန်ပြီးတော့ငါနဲ့ငါအဖွဲ့အစည်းအတွက်ပဲဆိုတဲ့ကောင်လေးကြောင့်ဟုတ်လားဟုတ်ပါဗျာဤသူကပေးထားတဲ့လက်နက်ကိုကိုင်းအစာပိုင်းတော့ဤသူရဲ့ကဲတင်ရှင်လို့အာကိုရာပုဂ္ဂိုလ်တွေလို့ဟုတ်လားဟုတ်ပါဗျာနောက်တော့အဲ့ဒီလက်နက်တွေနဲ့ပဲကိုရေးကိုရာကိုအခွင့်အရေးကိုစဉ်းစားပြီးတော့ဤသူကိုအနိုင်ကျင့်လာကြကဘာမှာနိုင်ငံအသီးသီးရှိတယ်လူအဖွဲ့အစည်းတွေအသီးသီးရှိနေမဲ့ဒီနိုင်ငံကကျင်းစာသိနေတာလားမသိဘူးနော်ဟုတ်ကျေဆက်ဆက်အုပ်ချုပ်လာတဲ့လူတွေကပြည်သူပေါ်မှာမရိုးသားကြဘူးလက်နက်ကင်ထားတဲ့နယ်ပယ်ကပုဂ္ဂိုလ်တွေရောနိုင်ငံရေးနယ်ပယ်ကပုဂ္ဂိုလ်တွေရောပြည်သူပေါ်မှာလိန်သွားတဲ့လူကများနေသေးတယ်အခုထိပဲဒီကတဲ့မှာလည်းရှိနေတော့မယ်ဒီထဲမှာရောပါလာမှာဆိုတယ်အဲ့ဒါကြောင့်အားလာကိုအလေးအနက်ထားပြီးပြောနေရတာပြည်သူအတွက်ပဲဆိုတဲ့စကားဟုတ်လားဟုတ်ပါဘူးသိကြပါသေးသိကြသေးတယ်မှာလေနော်ဟုတ်